给补偿ပေးတယ်ဝေကာပေးတယ်ကောင်းချီးပေးတယ်ဖယားကအတ္တရှိရပြီကောင်းစားတော့အတ္တကိုပေးတဲ့ဖယားကနာမတော်ကိုပါစစ်ဆက်ပုံရှိရမင်္ဂလာရှိပါစီတော့ရောက်တဲ့နေရာမှာဖယားရဲ့ဝေကာခြင်းရောက်တဲ့နေရာမှာဖယားရဲ့ပို့ဆောင်ခြင်းဖယားရဲ့ဘုံတော်ကျင်စားတော့အတ္တဖြစ်ဖို့အတွက်မာဆရာကောင်းချီးပေးပါဗျာခင်ကိုရဘတ်ဆက်လက်ပြီးတော့အနာဂတ်ကိုဖယားရဲ့တဲ့တော်ကိုဆက်ရအောင်ပါတယ်ဖယားရဲ့ဒီအတ္တရှိရတဲ့တခြားလုံးမှာဖယားရဲ့အတောင်အရှိအောင်မှာလုံခြုံပြီးတော့မှဖယားရဲ့အကျဉ်းစီတော့အောက်မှာအသက်ရှင်နိုင်ဖို့အတွက်ပြန်မာဆာပါကောင်းချီးပေးပါလူရှိဖယားရှိမျက်နှာရတော့တမီးဖြစ်စီတာမကဘဲနဲ့ဘုရားဖယားကြီးတွားတဲ့နေရာတိုင်းမှာဖယားဘုံတော်ချီစားခြင်းဖယားရဲ့ကောင်းခြင်းနဲ့ခံစားခြင်းဖယားရဲ့ကျေးဇူးပြုတဲ့တာနဲ့ဂျမ်းမာခြင်းဝမ်းမြောက်ခြင်းနဲ့တကွတော်ရနေရာတိုင်းမှာဖယားကြီးအကွက်ကအရေးအောင်မှာလုံခြုံစီတော့တမီးဖြစ်စီဖို့အတွက်မာဆာလာကောင်းချီးပေးပါတယ်ယေရှုနာမကောင်းချီးပေးပါတယ်မိုးကောင်းကမရှိတဲ့ကောင်းချီးမိတာမရှိအောင်မရှိတဲ့ကောင်းချီးမိတာဒီကြီးပေါ်မှာရှိတော့ကောင်းချီးမိတာအထက်ပါလေမာဒီဘောရာပေါ်မှာတဲရောက်ပါစီတော့ဆက်လက်ပြီးတော့ဒီတမီးအပြည့်ဖယားပေါ်တော့သင်္ချာစီပါဘုရားကကြီးညီကိုမော်မရဲ့အထဲမှာလက်လက်ခံရတော့ချီးတာမကဘဲနဲ့ညီကိုမော်မရဲ့ကိုလည်းထောက်ပံ့ပေးတဲ့အရာဒီမွေပေးတဲ့အရာဒီပေးနေတဲ့အရာတွေရှိပါတယ်တာရီကိုဆောင်နိုင်တဲ့ကြောင်းချပေးပါတာရီကိုဘယ်ကနေကိုမော်မတို့လည်းတစ်ဖက်ကိုဘယ်ကြီးကြီးရှိနိုင်ဖို့တဲ့ဘုရားကြီးကောင်းချပေးပါဗျာနာမတော်ကိုချီးမြှောက်ပါတယ်ကိုရဘုရားကြီးဒီအမြင့်မြတ်တဲ့မွေးစားကပဲယခု50နှစ်တိုင်အောင်ဘုရားကြီးပို့ဆောင်ပေးတယ်ဘုရားကြီးနဲ့ကအထူးရစေတယ်ဘုရားကြီးလုံရတိုင်းမှာဘုရားကြီးရဲ့အကျဉ်းစီတော်အထဲမှာလွတ်ဆောင်ရတော့အခွင့်ကိုပေးတဲ့ဘုရားကြီးရဲ့နာမတော်ကိုချီးမြှောက်ပါတယ်ဗျာနာမတော်ကိုချီးမြှောက်ပါတယ်ဆက်လက်ပြီးတော့ဒီတမီးကိုဘုရားကြီးကောင်းချီးပေးပါဆက်လက်ပြီးတော့ဒီသူရဲ့အသက်တာမှာကိုတော်ဘုရားကြီးကျမ်းမာစွာနဲ့တိုင်ဆန်းတော့အတက်တော်ကောင်းကြီးအတက်တော်ခွန်အားနဲ့အတက်တာရှိလျားနိုင်ဖို့အတွက်ဘုရားကြီးကောင်းချီးပေးပါပဲအပဗျာနာမတော်ကိုချီးမြှောက်ပါတယ်အလုံးစုံကိုဝေကျေးဇူးတင်အတက်တာအချနိုင်အလုံးစုံကိုရောလောက်တဲ့အနာမနဲ့ယနေ့ဝိနည်းချရောက်တဲ့အနေနဲ့တကောတော်ကောင်းကိုရဖယားခင်သူ့ကိုကောင်းချီးပေးပါရှိတဲ့နေရာမှာကောင်းချီးပေးပါရှိတဲ့နေရာမှာမင်္ဂလာရှိစေပါဒီနေ့ကိုရဖခင်သူ့ရဲ့တက်တာမှာကျေးဇူးတော်ချီးမွမ်းတယ်ယနေ့ချစ်တဲ့ပြန်ကပို့ဆောင်ပေးတဲ့အတွက်နာမတော်ကိုချီးမြှောက်ပါတယ်ရောက်တဲ့နေရာတိုင်းမှာဖယားကြီးကိုမမိတ်မလျော့ပဲနဲ့အသက်ရှင်နိုင်ဖို့အတွက်ဖယားကြီးကျေးဇူးပြုနာဖို့ထောက်ထားတော့အသက်တာဖြစ်ဖို့အတွက်ဖယားကျေးဇူးပြုတော့ကောင်းချီးပေးတနာလို့ပါတခင်ယေရှုနာမကိုညွှန်ပြကဆုတောင်းဆက်ကြအနာပါယပါဗျာအာမင်